မေပေးတဲ့လက်တကွက်ကိုအရင်ပြုတ်ပြီးတော့ပြည်စာလောက်ကတရက်ကို380ကျော်ရရှိကြောင်းလိုင်းပေါ်တက်ကြွနေလို့အွန်လိုင်းပေါ်မှာနာမည်ကြီးလာပြီးတော့မကြခင်မှာအရေးယူခြင်းခံရနိုင်တဲ့အသက်19နှစ်အရွယ်ကောင်မလေးနိုရာစူပါဂျမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှဆိုလို့ရှိရင်တော့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာလူပြောများနေတယ်လို့မျှဝေခြင်းတွေများပြားနေပြီးတော့ထင်မြင်မှတ်ချက်အထွေထွေရရှိနေတာကတော့အမေပေးတဲ့လက်တကွက်ကိုအရင်ပြုတ်ပြီးတော့သူမအနေနဲ့တရက်ကို380ကျော်ရရှိနေတယ်ဆိုပြီးတော့ဗီဒီယိုတွေရိုက်ခါအွန်လိုင်းဆိုရှယ်မီဒီယာထပ်ပေါ်မှာတွင်တွင်ကြည်ကြည်မျှဝေလာရင်းနဲ့နာမည်ကြီးလာခဲ့တဲ့ပြည်စာအလုပ်လောက်ကင်သူနိုရာဆိုသူကောင်မလေးပဲဖြစ်ပါတယ်အဆိုပါကောင်မလေးဟာဆိုလို့ရှိရင်တော့အခုချိန်ထိအသက်19နှစ်ကျော်သာရှိသေးကြောင်းကိုသိရှိရပြီးတော့သူမရဲ့တရက်ဝင်ငွေဘယ်လောက်ရှိကြောင်းကိုလည်းအွန်လိုင်းဆိုရှယ်မီဒီယာထပ်ပေါ်မှာအမျိုးမျိုးသောဗီဒီယိုပုံစံတွေနဲ့ရိုက်ကူးတင်ပြရင်းနဲ့နာမည်ကြီးလာသူတယောက်လိုပဲဆိုရမှာပါအဆိုပါနိုရာဆိုတဲ့ကောင်မလေးအနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွေကအွန်လိုင်းဆိုရှယ်မီဒီယာထပ်ပေါ်မှာခေတ်ထားခဲ့တဲ့နတ်သမီးလေးလို့ခေါ်တဲ့သူတယောက်ထက်ပိုပြီးတော့နာမည်ကြီးလာခဲ့တာဖြစ်တယ်လို့သူမအနေနဲ့ပြည်စာလုပ်ငန်းလုပ်ကင်ပြီးတော့စင်ရဲနွမ်းပါတဲ့သူတွေကိုအသက်18နှစ်ကောင်မလေးအဖြစ်ကိုလည်းအများပြည်သူတွေအနေနဲ့ပြောဆိုမှုတွေလည်းရှိနေကြတာလည်းဖြစ်ပါတယ်ဒီကောင်မလေးအနေနဲ့လူများကိုအခုလိုကူညီနေတယ်ဆိုပေမဲ့လည်းသူ့ရဲ့လုပ်ရအပြုတ်မှုတွေအနေနဲ့တက်ရွယ်နဲ့မလိုက်အောင်တော်တော်လေးကိုစိုးရွားနေတယ်ဆိုပြီးတော့ဝေဖန်မှတ်ချက်တွေကလည်းရှိလာခဲ့တာဖြစ်ပြီးတော့ကြည်ရမယ်ဆိုလို့ရှိရင်တော့အဆိုပါနိုရာဆိုတဲ့အမျိုးသမီးအနေနဲ့ကငယ်စဉ်တောင်ကြီးကလေးဘွားတွေကချမ်းသာလာခဲ့တဲ့လူတော့မဟုတ်ပဲနဲ့မေပေးတဲ့လက်တော်ကိုအသုံးချပြီးတော့ပရက်ဆန်တွေအများကြီးရရှိနေကြောင်းကိုလည်းကြွားကျင်တဲ့အနေနဲ့ပရိသတ်တွေကိုမုတ်ဖိုးပေးနေခဲ့တာဆိုပြီးတော့သိရတယ်လို့အထူးသဖြင့်သူ့ရဲ့အသက်18နှစ်ဆိုတဲ့အရွယ်လေးနဲ့ပြည်စာလုပ်တွေကိုဆိုရှယ်မီဒီယာထပ်ပေါ်မှာပေါ်တင်ချပြပြီးတော့လောက်ကင်နေတယ်ဆိုပြီးတော့လေဝေဖန်မှတ်ချက်တွေအထူးရှိလို့လာခဲ့တာဖြစ်တယ်လို့လူငယ်တွေကိုအတူယူလမ်းမရောက်ဖို့ရှေ့ဆောင်လမ်းပြလှုပ်ပေးနေတယ်လို့ပဲဆိုပြီးတော့လေမှတ်ချက်တွေများစွာရှိလို့နေတာလည်းဖြစ်ပါတယ်ဒီကောင်မလေးနိုရာအနေနဲ့ကတော့သူမရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာ TikTok အကောင့်ထက်မှာသူမအနေနဲ့ဒီလောက်ကိုလုပ်ပြီးတော့တညတည်းနဲ့380 80ကျော်ဝင်ငွေရရှိနေတဲ့အကြောင်းကိုအများသူငါသိရအောင်အပါတရကြောဝါပြီးတော့ဗီဒီယိုတွေရိုက်ကူးတင်လာခဲ့တာကြောင့်မို့လို့အခြားမိန်းကလေးတွေကိုပါဒီလိုအလုပ်လုပ်ချင်လာအောင်လမ်းမရအောင်လုပ်နေတာလားဆိုပြီးတော့လေဝေဖန်မှတ်ချက်တွေရှိလာတယ်လို့ဒီကောင်မလေးအနေနဲ့ကတော့သိများတဲ့နာမည်အနေနဲ့နိုရာဆိုပြီးတော့လေသိကြတာဖြစ်တယ်လို့အသက်16နှစ်အရွယ်တွေကသူမအနေနဲ့ဒီအလုပ်ကိုစတင်လုပ်ကင်ခဲ့တာဖြစ်ကြောင်းသိရှိရပြီးတော့မြေကြီးနားဘက်ကနေပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်ပိုင်းမှာကိုချက်တော့ပေါ်ကိုရက်ပြီးတော့ဘသူမျက်နှာကိုမှကြည့်စရာမလိုပဲအဲ့ရဘောကလူတယောက်ရဲ့မျက်နှာကိုပဲကြည့်ပြီးတော့အခုလိုမျိုးတစ်လကိုသိန်းပေါင်းထောင်ချီပြီးတော့ရှာဖွေနေတာဖြစ်ကြောင်းကိုလေသူမရဲ့ဗီဒီယိုထဲမှာပြောဆိုမှုတွေကသိရှိရတယ်လို့အထူးသဖြင့်သူမနဲ့ပတ်သက်တဲ့ဖောက်တယ်တွေအနေနဲ့ကတော့မြန်မာနိုင်ငံသားတွေမဟုတ်ဘဲနဲ့ဝင်ငွေပိုရစေဖို့အတွက်နိုင်ငံသားတွေကိုပဲသူမဘက်ကလက်ခံနေဆိုပြီးတော့လည်းသိရတာပါနိုင်ငံသားတွေကဝင်ငွေပိုရပြီးတော့သူမအတွက်ပိုအဆင်ပြေကြောင်းနဲ့အခုလိုမျိုးပဲသူမဘက်ကနေပြီးတော့ဗီဒီယိုတွေနဲ့တကွာဖော်ထုတ်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုလိုမျိုးလုပ်တွေကိုလုပ်ပြီးတော့ကိုယ့်ရဲ့ဝမ်းစာကိုရှာဖွေစားတောက်နေရတဲ့မိန်းကလေးတွေအများကြီးရှိတယ်ဆိုပေမဲ့လည်းနိုရာဆိုတဲ့ကောင်မလေးကတော့အခုခေတ်လူငယ်တွေရဲ့ဂျာမှာတမင်တကာကြွားလုံးထုတ်ပြီးတော့မိန်းကလေးတွေအတူယူမှားရအောင်ပြောပြနေတဲ့ပုံစံပေါက်ပြီးတော့အခုလိုမျိုးကြက်တဲနေတဲ့ခေတ်ကာလကြီးထဲမှာဒီလိုအလုပ်လုပ်ရင်ဒီလောက်ထိပတ်စံရမယ်ဆိုတဲ့အကြောင်းအရာတွေကိုတမင်သက်သက်ဖော်ပြနေတဲ့ပုံစံလဲပေါ်ပြီးမြန်မာမျိုးသမီးတွေအတူယူမှားရအောင်မမျှဝေသင့်မပြောပြသင့်တဲ့ကိစ္စတွေကိုပြောပြနေပါတယ်ဆိုပြီးတော့ပါအွန်လိုင်းဆိုရှယ်မီဒီယာထပ်ပေါ်ကနာမည်ကြီးဆယ်လီတူဖြစ်တဲ့အေတင်ကိုကပါပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်အေတင်ကိုရဲ့ပြောဆိုထုတ်ဖော်ချက်တွေထဲမှာဆိုလို့ရှိရင်နော်သက်ဆိုင်ရာလူကြီးမြင့်မြတ်ရှင်ငွေကြေးကြောင့်မိမိခန္ဓာကိုယ်အရင်ပြုတ်နေရတဲ့မိန်းကလေးတိုင်းကိုမပြောလို့ပါဘူးဒီလုပ်ငန်းကိုအွန်လိုင်းမှာတရားဝင်လုပ်ကိုင်ခွင့်ရရှိထားသလိုမျိုးတင်နေတဲ့အမျိုးသမီးငယ်တွေကိုတော့ထိရောက်စွာအရေးယူတင်နေပါပြီအခုလိုမျိုးလှုပ်ရှားတဲ့သူတွေကငွေကင်ပြတာမြင်တာနဲ့အချို့မျိုးသမီးငယ်တွေကအားကျလို့ကောမန့်တွေလိုက်ရေးတာမြင်တိုင်းအဲ့ဒီအားကျလိုက်တာလို့ရေးတဲ့အမျိုးသမီးတွေအားလုံးအတူယူမှာပြီးတော့ဒီလိုမျိုးဘဝကိုရောက်ကုန်မှာကိုတော့အထူးစိုးရိမ်မိပါတယ်ဆိုပြီးတော့လေအွန်လိုင်းဆယ်လီအေတင်ကိုအနေနဲ့အခုလိုမျိုးသတိပေးပြောစကားများကိုရေးသားဖော်ပြလာခဲ့တာဖြစ်ပြီးတော့တစ်ဆက်တည်းမှာပဲတခြားသောဆယ်လီများအနေနဲ့လည်းအခုလိုအလုပ်ကိုလုပ်ပြီးတော့ပတ်စံတစ်ထက်ကြီးကင်ပြပြီးတော့လိုင်းပေါ်ကျွေပြနေတဲ့မိန်းကလေးမျိုးတွေက background ကောင်းမွန်မှုမရှိဘဲတဲ့ပညာရေးရှင်းလည်းမရှိမေပေးတဲ့လေတကွက်ကိုအရင်ပြပြီးတော့ဟိုလိုခေါ်ပါဒီလိုခေါ်ပါနဲ့ခေါ်ရင်ပတ်စံပေးမယ်တို့ဘာတို့သူတို့တော်မှသူတို့လေတကွက်နဲ့ဘဒူလာထွန်းထွန်းလှုပ်ရှားနေရတဲ့ဘဝကိုငန်းရည်တများများချပြီးတော့ကောမန့်တွေမှာမှတ်နေကြတဲ့တကောင်သားတော်ဒီတိုက်ကတမျိုးခင်မကောင်းရတဲ့အထက်ဒါမျိုးကိုမှတကယ်အမှန်ထင်ပြီးတော့ပတ်စံရရင်ပေးစလွယ်အလွယ်လိုက်ကြမယ်အတူယူမှာပြီးတော့ဘဝကိုလွယ်ဖြတ်တန်းအခက်မသိရင်အကယ်ဒမီပါရပြီးတော့လူညွတ်တုံးဘဝပါတုံးနိုင်တဲ့မြန်မာမျိုးသမီးတွေအနေနဲ့အတူယူမမှားကြပါနဲ့ဆိုပြီးတော့လေအခုလိုမျိုးတတိပေးမှုတွေကတွင်တွင်ကြည်ကြည်ထွက်ပေါ်လာသလိုအခုလိုမျိုး online social media ထပ်ပေါ်မှာသူမရဲ့အကြောင်းတွေနဲ့ဝင်ငွေဘလောက်ရအကြောင်းကိုထုတ်ဖော်ပြောပြနေတဲ့နိုရာဆိုတဲ့အမျိုးသမီးကိုလည်းဖမ်းဆီးအရေးယူတင်ကြောင်းကိုပါပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်
ဒါကြောင့်မို့လို့ဒီလောက်ရက်တွေကိုအများပြည်သူပြည်သက်တွေနဲ့ရှုံချတင်ပြီးတော့ဒီလောက်တွေကမကောင်းတဲ့အလုပ်တွေဖြစ်ကြောင်းအသိပညာပေးဖို့လိုအပ်နေတာဖြစ်ပြီးအခုဆိုလို့ရှိရင်တော့ဒီလိုမျိုးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တည်တည်လိုက်တဲ့ဥပဒေတွေကိုလည်းချပြပြောဆိုမှုတွေကလည်းရှိလို့လာတာဖြစ်ပြီးတော့အများသူငါအနေနဲ့ကတော့ရှေးရခင်တွေကဒီလုပ်တွေကရှိခဲ့တယ်ဆိုပေမဲ့လည်းတိတ်တိတ်ဆိတ်ဆိတ်လုပ်နေကြတဲ့အနေအထားဖြစ်တယ်လို့တကယ်လို့လူသိရှင်ကြားဖြစ်ပြီဆိုလို့ရှိရင်တော့တရားဥပဒေအရရေးယူဖမ်းဆီးတာမျိုးတွေကိုလည်းခံရနိုင်တဲ့အတွက်အခုလိုမျိုးလုပ်ငန်းတွေကိုလုပ်ကင်ကြတဲ့အမျိုးသမီးတွေအနေနဲ့ကတော့တိုးတိုးတိတ်တိတ်ပဲလှုပ်ဆောင်လေးရှိတာပါဒါပေမဲ့လည်းအခုဖြစ်စဉ်မှာ online ပေါ်မှာနာမည်ကြီးလာတဲ့ Nora ဆိုတဲ့အမျိုးသမီးငယ်လေးကတော့သူမလှုပ်ဆောင်ပုံတွေကိုတွင်တွင်ကြဲချပြပြီးတော့ပတ်စံဘလောက်ရကြောင်းကိုပြောဆိုနေတာကအတော်ကိုအနည်းများပါတယ်ဆိုပြီးတော့လည်းထုတ်ဖော်ပြောဆိုမှုတွေကအထူးရှိလာခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Super Joy Media ပရိသတ်ကြီးတို့တွေကမှအမျိုးသမီးငယ်တို့အနေနဲ့လည်းအထူးသတိထားစေချင်နိုင်ကြစီရန်အလို့ငါတင်ဆက်မျှဝေပေးလိုက်ရခြင်းဖြစ်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အတွေ့အမြင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့လူတွေရဲ့ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းအကြောင်းတစ်ခုနဲ့တကွကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရေ